ပါကစ္စတန်ကအီရန်နဲ့အမေရိကန်ကြားငြိမ်းချမ်းရေးဆွေးနွေးမှုကိုကြားဝင်ဆက်ဆက်ပေးခဲ့တာဟာတကယ်တော့တေးသေးလေးပါ။တချိန်ကပါကစ္စတန်ဟာအမေရိကန်နဲ့တရုတ်နိုင်ငံတို့ကိုပိုမိုနီးကပ်လာစေဖို့ကူညီပေးခဲ့ပူပါတယ်။အခြေခံအားဖြင့်အဲ့ဒီအချိန်တုန်းကအမေရိကန်နဲ့တရုတ်ဟာတယောက်နဲ့တယောက်စကားတော်မပြောဖြစ်ကြတဲ့အချိန်ပါ။အမေရိကန်ဟာတရုတ်ကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့တောင်အတိအမှန်မပြုသိပါဘူး။အဲ့ဒီအချိန်မှာအမေရိကန်ဟာဗီယက်နမ်စစ်ပွဲထဲမှာနစ်မုန်းနေပြီးတရုတ်ကတော့အမေရိကန်ကိုစင့်ကြံတိုက်ခိုက်နေတဲ့ဘက်ကနေအပြည့်အဝထောက်ခံနေခဲ့တာပါဒီလိုအခြေအနေမှာပါကစ္စတန်ကကြားဝင်ပြီးသူ့ရဲ့ထူးခြားတဲ့အားတာချက်ကိုအသုံးချခဲ့ပါတယ်ပါကစ္စတန်ရဲ့အားတာချက်ကတော့အမေရိကန်ရောတရုတ်ပါနှစ်နိုင်ငံလုံးနဲ့ဆက်ဆံရေးကောင်းမွန်နေတာပဲဖြစ်ပါတယ်ပါကစ္စတန်ဟာအမေရိကန်နဲ့တရုတ်ကြားလျှို့ဝှက်အစည်းအဝေးတစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကအမေရိကန်နိုင်ငံသားဝန်ကြီးဟင်နရီကစ်ဆင်ဂျာဟာပါကစ္စတန်ကိုလာရောက်ခဲ့ပါတယ်လူတိုင်းကိုတော့ကစ်ဆင်ဂျာဟာနေမခေါင်းလိုအနားယူနေတယ်လို့ပဲအတိပေးခဲ့ပါတယ်ဒါပေမဲ့တကယ်ကတော့ပါကစ္စတန်ရဲ့အကူအညီနဲ့သူဟာတရုတ်နိုင်ငံကိုလှုပ်ဝက်စွာတောက်ရောက်ခဲ့တာပါအဲ့ဒီမှာသူဟာတရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်ဒါဟာတမိုင်းဝင်တွေ့ဆုံမှုတစ်ခုဖြစ်ပြီးနှစ်နိုင်ငံကြားကတင်းမာမှုတွေကိုရှော့ချပေးနိုင်ခဲ့ပါတယ်ဒါဟာပင်ပေါင်းတန်တမာရေးလူသိများတဲ့အစပြုမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်အဲ့ဒီနောက်အမေရိကန်နဲ့တရုတ်ကပင်ပေါင်းအဖွဲ့တွေဟာတနိုင်ငံနဲ့တနိုင်ငံတွားရောက်ခဲ့ကြပြီးချစ်ကြီးရေးပွဲတွေကစားရင်နှစ်နိုင်ငံကိုတဖြည်းဖြည်းနီးကပ်လာစေခဲ့ပါတယ်အခုတလောပါကစ္စတန်ကအမေရိကန်နဲ့အီရန်ကိုချိတ်ဆက်တယ်လို့မျိုးပဲအရင်ကလည်းအမေရိကန်နဲ့တရုတ်ကိုချိတ်ဆက်ပေးခဲ့ပူပါတယ်အားပေးမှုအတွက်ကျေးဇူးအထူးတင်ပါတယ်